ပါဗျကျွန်တော်တို့ကျွန်းကတင်ပေါ့နော်ကျွန်းကတင်မှာသွားခေါင်းဆောင်မြင်းမြင်းနဲ့သူအော်ဒါစိုက်ခေါ်တယ်ပေါ့နော်အားဒါလေးတို့ဗီဒီယိုရပြီးတော့ပြပေးတဲ့ခင်ဗျာဒါဆိုရင်ခင်ဗျာအပြည့်စုံနဲ့ကျွန်တော်ရှင်းခုနချောင်းပါမယ်တနောက်တင်နေရှိရကြဒါဆိုရင်ဂျပန်ကတင်ဟိုမှာကျွန်တော်ဒီခေါင်းဆောင်အမြင့်နဲ့အထူပေါ့နော်အထူတလက်မပတ်လေးပါခင်ဗျာဒါတွေကိုအခုဗီဒီယိုရပြီးတော့ပြပေးတာဒါလေးကပြောင်းလေးပေါ့နော်သူကဟိုဒါရှင်းလေးနဲ့အဲ့လိုလေးကောင်းပါဘူးနောက်ပြီးတနောက်တင်ရှိတယ်မင်္ဂလာဆောင်ရပြီးဖြစ်ပြီးဆိုတော့ဒီလေးတွေနဲ့မင်္ဂလာဆောင်ရပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့ခေါင်းဆောင်လို့ဆိုရင်သူကတလမတူဆိုတာဒီဟာထူတာကိုပြောတာမဟုတ်เนาะဒီခေါင်းဆောင်တွေကတူတက်တူတင်လေးရတယ်တူတက်ပါနေရတယ်ဒါကတော့ကျွန်တော်တို့ဒီခံခိုင်းမှုကိုအသုံးပြုတာမဟုတ်တဲ့ကိစ္စမရှိဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒါအဓိကကြားတယ်ပေါ့နော် bracket ဆွဲထားတာဖြစ်နေတယ်ဒါကတလမတူအပြည့်ပေါ့နော်တလမတူအပြည့်ပါပေးပေါင်းဒီပေးပေါင်းတွေကဆိုတလမတူအပြည့်ရှင်းရတော့ခေါင်းချောင်းပါတယ်ကျွန်တော်တို့ဒီ spring မုံရ site pin site ခေါ်တယ်ပေါ့နော်ဒါကတော့ခုနောက်ပိုင်းတော့ pin site ပဲယူတာများတယ်ပေါ့နော် pin site ကတော့နေရာရဲ့အခေါ်ဆိုတော့လေဒါက pin site ကတော့ပြောပါ6လက်မှပိုကြီးရပေါ့နော်အတင်းဝင်နော်ဒါကတော့ဒါနှလုံးဒီညကလိုက်ကဆွဲထားတဲ့အလုံးလေးနော်ရပြီလို့ဒါအဲ့လိုတော့နှစ်ဖုံးဆက်လိုက်တော့မှကျွန်တော်ရောက်ပို့ပြီးတော့တစ်ခါတည်းကိုတည်တည်ဆောဆင်ပြပါရခင်ဗျာဒါကတော့အခင်းအစားကျွန်းပေါ့နော်ကျွန်းမှာတည်တည်ဆောကျွန်တော်ဒီအနာစားညအောင်ပေါ့နော်ကျွန်တော်ပိုင်းတော့တိတိရလည်းနည်းနည်းပြပြနေကျွန်တော်ရမြက်ခက်ခဲ့တော့ရှိတယ်ပေါ့နော်ဒါပေါ်ရတာဒါမှလည်းအဲ့ကတောင်းတဲ့ဟာကအဓိကရွေးဆွေးပြီးကျွန်တော်အသုံးပြုတာဖြစ်လို့လာရောက်ပြီးတော့ကြည့်ရှုအားပေးကြည့်ချင်ပါတယ်ခင်ဗျအားလုံးဒီသမားလည်းကြမှာကြပါလေကြဒါဒီလောက်ပဲရရှိမှနှလုံးလေးပြင်လာအရင်ရှိတဲ့ကကြဒီရရှိဖြစ်နေမှာဆိုလို့အားလုံးကျေးဇူးပါဗျ